အကောင်းဆုံးစီးပွားရေးအကြံဉာဏ်ဘယ်သူတွေစီရနိုင်လဲအားလုံးမင်္ဂလာပါဒါလူများစုလောက်တတ်တာတခုကစီးပွားရေးလုပ်မယ် investment လုပ်မယ်ဆိုရင်နေဆက်ရပဲကျွန်တော်တို့အကြံဉာဏ်တောင်းတတ်ကြတယ်ထားတော့ကျွန်တော်တို့ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်မယ်မိဘတွေတွားပြီးတော့တိုင်မယ်မိဘတွေစီကဒီအကြံဉာဏ်ကိုတောင်းတယ်ပေါ့နော်ဥပမာထားတော့ကိုကဒီ restaurant တစ်ခုဖွင့်မယ်ဆိုတော့မိဘကသူသိတဲ့အကြံဉာဏ်တော့ပေးမှာပဲသူကဟိုစီးပွားရေးမလုပ်ဘူးတဲ့သူထားတော့ဝန်ထမ်းလုပ်နေပဲတစ်သလုံးလောက်လာတဲ့သူဆိုရင်သူသိတဲ့ဒီအကြံဉာဏ်မှပေးပဲတကယ်ကိုရဲ့ဒီ restaurant လုပ်ငန်းအတွက်ဒီမှန်ကန်တဲ့အကြံဉာဏ်ဒါရဖို့ခက်တယ်ပေါ့ဒီလိုပဲတချို့ဆိုရင်ဒီနီးစပ်ရမိတ်ဆွေအပေါင်းအသင်းကျွန်တော်တို့မေးတယ်မိတ်ဆွေအပေါင်းအသင်းကသူကလုပ်ငန်းတော့လုပ်ရင်လုပ်ဖို့မယ်ဒါပေမဲ့ तू ကဒီ restaurant လုပ်ငန်း तू လုပ်ဖို့ချင်းမှလုပ်ဖို့မယ်တခြားလုပ်ငန်း तू လုပ်ဖို့တာဖြစ်မှာအဲ့တော့ तू ပြီးတဲ့အကြံဉာဏ်ကလည်းကျွန်တော်တို့လုံလောက်ချင်းမှလုံလောက်မှာတချို့ဆိုရင်ဝန်ထမ်းမဲ့လုပ်ဖို့တဲ့မိတ်ဆွေအပေါင်းအသင်းတွေမေးမိတယ်သူတို့ကလည်းသူတို့သိတဲ့သူတို့ကြားဖို့တဲ့အကြံဉာဏ်တော့ပေးလိုက်မယ်ဒါပေမဲ့ကိုယ့်အတွက်ဒီအကောင်းဆုံးအကြံဉာဏ်တော့ဖြစ်ဖို့ရခိုင်တော့နဲတယ်ပေါ့တချို့ဆိုရင်ဒီစီးပွားရေးအကြံပေးဆိုသူတွေစီကနေပြီးတော့အကြံဉာဏ်တော့တောင်းတယ်သူကတော့အကြံပေးဆိုပြီးတော့သူက MBA တက်ထားတာရှိမယ်သူလေ့လာမှုတဲ့ဒီစီးပွားရေးဒီအသိပညာတွေတော့ရှိမယ်ဒါပေမဲ့သူကဒီ restaurant လုပ်ငန်းကိုသူတကယ်နားလဲချင်မှနားလဲမယ်ထဲထဲဝင်နားလဲချင်မှနားလဲမယ်ထားတော့ကျွန်တော်ကဒီလုပ်ငန်းတစ်ခုလုပ်တယ်ဆိုရင်ကျွန်တော်ကဒီ marketing ဘယ်လိုလုပ်တယ် sales ဘယ်လိုလုပ်တယ်နောက်ဒီ finance ကျွန်တော်တို့ကဒီငွေကြေးစီမံခန့်ခွဲမှုဘဏ္ဍာရေးစီမံခန့်ခွဲမှုဘယ်လိုလုပ်တယ်စသဖြင့် HR နဲ့ပတ်သက်လို့သူပြောတာရှိအခြေခံတွေကတော့ကျွန်တော်တို့တည်ကောင်းသိနိုင်တယ်ဒါပေမဲ့တကယ်ကျွန်တော်ဒီ industry knowledge ပေါ့နော်ကိုယ်လုပ်ငန်းရဲ့ဒီထဲထဲဝင် knowledge ကိုတော့ဒါအကြံဉာဏ်ပေးနိုင်ခြင်းမှာပေးနိုင်မယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီလုပ်ငန်းတစ်ခုလုပ်မယ်ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်မယ်ဆိုနှိစက်ရပဲမေးတာနဲ့စာရင်တကယ်ထဲထဲဝင်အကြံပေးနိုင်တယ်ထဲထဲဝင်နားလဲတဲ့သူတွေကျွန်တော်မေးဖို့လိုတယ်ဟိုကျွန်တော်တို့ဒီလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်ကိုမသိပဲနဲ့ကျွန်တော်သေချာမသိပဲနဲ့လုပ်ရင်လည်း impact အန်ရများတယ်ပေါ့နော်ဝါရင်ဘတ်ဖတ်လို့လည်းပြောတာရှိတယ်ဒီကိုနားမနေတဲ့လုပ်ငန်းမှာဘယ်တော့မှရင်းနှီးမြှုပ်နှံမှုမလုပ်နဲ့ဆိုတော့ကျွန်တော်တို့ investment ပဲလုပ်လို့ကိုယ်တိုင်စီးပွားရေးပဲလုပ်လို့ဒါကိုကျွန်တော်တို့ထဲထဲဝင်နားလဲဖို့ industry knowledge ပေါ့နော်ဒါကိုနားလဲဖို့အရေးကြီးတယ်ဆိုတော့ကြောက်မဲ့ရနာရောင်းတဲ့လုပ်ငန်းအကြောင်းကျွန်တော်တို့ဒီအုတ်သေးကြောက်ရောင်းတဲ့သူစီမှာတွားပြီးတော့အကြံဉာဏ်တောင်းလို့မရဘူးသူကတော့သူသိတဲ့ဒီစီးပွားရေးပညာကျွန်တော်တို့ဒီမှာဒီခုနဒီအယောင်းတို့ marketing တို့ကျွန်တော်ဘဏ္ဍာရေးစီမံခန့်ခွဲမှုတော့သူသိတဲ့လောက်တော့ကျွန်တော်ပြောပြမှာတကယ်ကျွန်တော်တို့ကဒီလုပ်ငန်းသဘောလေးမတူနောက်တစ်ခုကဒီ industry knowledge တွေမတူဘူးပေါ့နော်မတူဘူးဆိုတော့ကျွန်တော်တို့တတ်နိုင်လို့ရှိရင်ဒီ industry knowledge ကောင်းကောင်းပေးနိုင်တဲ့သူတွေစီမှာအတွေ့အကြုံရှိတဲ့သူတွေမှာကျွန်တော်မေးဖို့လိုတယ်။ထားပါတော့ကျွန်တော်တို့ဒီစောက်တိုက်စခဲ့တဲ့ဟောလဲဒီတိုင်းပဲကျွန်တော်တို့ဒီအရင်တည်းကဒီစောက်ထုတ်တဲ့အတွေ့အကြုံနောက်ဒီစောက်ရောင်းတဲ့အတွေ့အကြုံအထိုက်တင်တော့ရှိတာပဲဒါပေမဲ့ကျွန်တော်တို့ဒါနဲ့တည်းမလုံလောက်ကိုယ်တိုင်ထဲထဲဝင်လောက်တော့မယ်ဆိုရင်စောက်တိုက်ပိုင်ရှင်တွေနဲ့ကိုထက် senior ကြတဲ့အတွေ့အကြုံအများကြီးရှိတဲ့သူတွေစီကကျွန်တော်တို့အကြံဉာဏ်တောင်းဝင်ရတာတွေရှိတယ်တချို့ size ရာတွေနဲ့အများကြီးစကားပြောရတာတွေရှိတယ်စသဖြင့်ပေါ့နော်အကြံဉာဏ်ယူရတာတွေလေ့လာရတာတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ်အနေနဲ့စီးပွားရေးလုပ်မယ် investment လုပ်မယ်ဆိုရင်ဒီနှိစက်ရလူတွေစီပဲမေးတာထက်ပေါ့နော်တကယ်ထဲထဲဝင်သိတဲ့သူတွေအတွေ့အကြုံကောင်းရှိတဲ့သူတွေ industry knowledge ကောင်းကောင်းပေးနိုင်တဲ့သူတွေစီကိုကျွန်တော်တို့မေးနိုင်ဖို့လိုတယ်မေးတဲ့ခါမှာလည်းကျွန်တော်တို့ကဒီတယောက်နှစ်ယောက်ပဲမေးတာနဲ့စာများများမေးနိုင်လေကောင်းလေများများမေးမယ် idea မှာကျွန်တော်တို့ပြန်သုံးသပ်မယ်ကိုယ်လုပ်ငန်းနဲ့ကိုင်ညီတဲ့ဟာအကောင်းဆုံးဖြစ်မယ်ထင်တဲ့ဟာကိုကျွန်တော်ရွေးချယ်ပြီးတော့ဒီကြံဉာဏ်ကိုကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ investment မှာဒါကောင်းကောင်းအသုံးချလို့ရတော့မှာဖြစ်ပါတယ်တိုးတက်ငွေကြေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေကိုပုံမှန်ကြည့်ရှုနားဆင်ကြတယ်ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်